ခုနှစ်ရက်ပဲနန်းတက်ခရတဲ့လောင်မင်းတရားကြီးရဲ့မြည်တော်ဖောင်းစကားမောင်မောင်ရဲ့သမိုင်းအမှားကျွန်တော်တို့ဒီဖောင်းစကားမောင်မောင်လို့လူတိုင်းသိကြမှာပါဒါပေမဲ့သူဟာဘာကြောင့်ခုနှစ်ရက်ပဲနန်းတက်ခရတယ်လဲဘာအမှားလုံးမိလို့လဲဆိုတာကိုဒီနေ့တင်ဆက်ပေးရှင်ပါတယ်နန်းကျွန်းတို့ဆရာတော်တစ်ပါးကြွရောက်လာခဲ့တယ်ဆရာတော်ဒီမင်းသားငယ်အားကြည့်တာနည်းနည်းလာတော့နမိတ်စကားတစ်ခွင်းကိုမိတ်ဆိုခဲ့တယ်အရှင်မင်းကြီးနန်းတဲ့ရှိလို့မူအနောက်ရက်မှကိုပင်များကိုအမြန်ရှင်းလင်းတော်မူပါမောင်မောင်ကြီးငယ်ရွယ်သူပြီးဆရာတော်ကြီးစကားကိုအပေါ်ယံတန်တွေးတော်မိခဲ့တယ်နန်းတော်ကြီးအနောက်ဘက်အရက်တွင်အမှန်တကယ်ပင်ကိုပင်ကြီးများအစီရှိနေသည်မဟုတ်ပါလားဆရာတော်မိန့်တာမှန်ပြီလေဒီတစ်ပင်ကြီးတွေကငါနန်းတော်ကိုအရင်မဲဖုံးနေတာပဲသူဒီချက်ချင်းပင်အမိန့်တော်မှတ်ခါနန်းတော်အတွင်းဘက်တို့ကိုပင်အစ်စ်များကိုလိုက်လံခုတ်ထွင်ရှင်းလင်းစေရဲ့အစိမ်းတံများတစ်ပင်လှဲတံများစုညံနေစဉ်မောင်မောင်ဒီမိမိ၏ရန်သူကိုရှင်းလင်းနေပြီဟုထင်မှတ်ခါကြည်နပ်နေခဲ့တယ်သူမသိခဲ့ဒီမှာဆရာတော်ဆိုလိုတော့ကိုပင်မှာတစ်ပင်မဟုတ်ပဲနန်းတော်၏အနောက်ဘက်စကိုင်းတွင်စံမြန်းနေတော့အမျော်မြင်ကြီးမားလှသည့်အကြီးတော်ဗရုံမင်းသားဦးဝိုင်းဖြစ်နေခြင်းပင်နန်းတက်9ရက်မြောက်တော်နေနန်းတော်အနောက်ဘက်တွင်ကိုပင်ငုတ်သူများကကြံရှိနေခြင်းတွင်အနောက်ဘက်မှအမှန်တကယ်သောကိုပင်ကြီးဖြစ်သည့်ဗရုံမင်းသားသည်လက်နက်ကင်စစ်တပ်များနှင့်အတူနန်းတော်အတွင်းသို့ဟောကနေဝင်ရောက်လာခဲ့တယ်